Hello everyone. ဒါကတော့အာဂါသဖျားလိုက်တွားမှာပါတသားရဲ့တန်ငယ်ချင်းရောတီရောတီဖြူရောအကုန်လုံးပါပါတယ်မေရောဒါတခြားတန်ငယ်ချင်းတွေတော့မပေါဆွဲပြည့်တူတယောက်ပဲဒါတို့လက်မှတ်ဝယ်ပါတယ်လက်မှတ်ဝယ်တော့ကတော့တိတ်တော့ဈေးကြီးပါဘူးဒါတော့7နှစ်ခွဲတည်းရောက်နေရဆိုတော့လေအဲ့မှာတော်တော်လေးစောင့်ရတန်းစီရပေါ့3နိုင်မှလက်မှတ်ဝယ်ပြီးတော့ထဲဝင်သွားတယ်လက်မှတ်ကတော့တိတ်ပြီးတော့ဈေးမကြီးပါဘူးလူကြီးက1500တဲ့ကလေးက1000တဲ့အဲ့မှာသားတို့အထဲဝင်ပြီနော်လူတွေလည်းပြစ်ကြံနေရပဲသားတို့ကတော့စိတ်လို့ရှားနေရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကြည့်ဖို့တော်လည်းကြည့်နေရပါတော့အဲ့ဒီအပေါ်ရဟာလေးကိုသူကလည်းတော်တော်မိုက်တယ်တော်အသားရတော်ပြောနေတယ်ဒါရဲ့ first time လည်းဖြစ်တော့လေဒါတိတ်မတူဘူးခုမှရောက်ဘူးရဆိုတော့လေနည်းနည်းလေးတော့ပြောနေရပါတော့တော့ 5D အဲ့ဒီဗီဒီယိုထဲမှာ 5D မျိုးပုံစံခန်းစားရတယ်အပေါ်မောင်းကြည့်လိုက်ရင်ဒါတို့အာဂါသထဲကိုသွားနေတယ်လို့ခန်းစားရတယ်နော်ဟုတ်တယ်အဲ့မှာတော်တော်လေးပြောဖို့ကောင်းတယ်အရှင်းမှာလည်းအာဂါသထဲမှာရှိရဟာရှိတယ်ဒါတို့ကတော့အာဂါသထဲသွားနေရပါတော့တော်တော်လေးလည်းမိုက်တယ်ဒါတို့ကဘာကြီးတွေ့လားအဲ့မှာကဘာကြီးရှိတယ်ညာကြီးပဲနော်မိုက်လဲမိုက်တယ်အကြီးတွေလည်းမြင်ရတယ်ပြောလို့ရှိရင်တော်တော်လည်းနည်းနည်းခေါင်းမူရတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နည်းနည်းလေးအဲ့ဒါကအပေါ်လှမ်းကြည့်ရတယ်ဒါတို့အဲ့မှာကဘာကြီးတွေ့လို့လေအဲ့မှာပေါက်တာကြည့်တော့လေဒါတို့အော်ရာလေးပေါက်တော့လေကြည့်သေးတွေ့လားပေါက်သွားပြီတော့ဒါကတော့ဓာတ်ပုံလေးတွေပါဆိုတော့နောက်ဗီဒီယိုမှာဆက်တွေ့မယ်နော်ဒီခရီးတော့မဟုတ်ဘူးတခြားခရီးတွေမှာနော်ဆိုတော့တတ်တာနောက်ကျမှတွေ့မယ်နော်